ဒီကောင်ရဲ့အော်တန်ကဝတ်သက်တန်ထက်တောင်ဆိုးနေပါသေးတယ်သူ့သမီးကိုရဲရဲဆက်ဆက်လှုပ်ခဲ့တဲ့ဒီလူယုံမာကိုမိခင်ဖြစ်သူကအညိုးသေးတွေနဲ့လက်စားချေဖို့ဆုံးဖြတ်လိုက်ပါပြီမကောင်းမှုတွေအများကြီးလှုပ်ခဲ့တဲ့ဒီကောင်ဟာနောက်ဆုံးတော့နာကျင်မှုကိုမြည်ဆန်းနေရပါပြီမိခင်ဖြစ်သူကလူယုံမာကိုကိုယ်တိုင်ပြစ်ဒဏ်ပေးနေတာပါသမီးလေးခံစားခဲ့ရတဲ့နှိပ်စက်မှုတွေကိုပြန်နှွေးရင်းဒီနေ့တော့ဒီလူယုံမာကိုထိုက်တန်တဲ့ပြစ်ဒဏ်ပေးတော့မှာပါအခုဆိုရင်ဒီမိခင်ရဲ့လက်စားချေမှုခီးစဉ်ကြီးစတင်နေပါပြီဒီလူယုံမာဟာအစားအသောက်ပို့ဆောင်သူအဖြစ်ဟန်ဆောင်ပြီးအိမ်ထဲကိုကျူးကျော်ဝင်ရောက်ခဲ့တာပါသမီးလေးကအစွမ်းကုန်ခုခံခဲ့ပေမဲ့ဒီကောင်ရဲ့ရက်ဆက်တဲ့လက်ထဲကနေမလွတ်မြောက်နိုင်ခဲ့ပါဘူးပိုဆိုးတာကဒီကောင်အဖေဟာအရှိန်လာကိုတုံးပြီးအမှုမှန်ကိုဖုံးကွယ်ဖို့ကြိုးစားခဲ့ပါတယ်တပ်တွေတွေကိုဖျောက်ဖျက်ပြီးမျက်မြင်တပ်တွေကိုပါချင်းချောက်ခဲ့တာပါငွေကြေးနဲ့အဆက်အသွယ်တွေကိုတုံးပြီးဥပဒေလက်ကနေလွတ်အောင်ကြိုးစားခဲ့ကြပါတယ်ဒါပေမဲ့သူတို့ဟာဒီမိခင်ရဲ့မေတ္တာနဲ့အာဇာတကိုရှော့တွက်ခဲ့မိတာပါသူမဟာအလျှော့မပေးဘဲတလန်းချင်းရှေ့တိုးလာခဲ့ပါတယ်နောက်ဆုံးမှာတော့ဒီလူယုံမာဟာသူလုပ်ခဲ့တဲ့မကောင်းမှုတွေအတွက်ထိုက်တန်တဲ့ဝေကြွေးကိုပြန်ပေးဆက်ရတော့မှာပါစိတ်လှုပ်ရှားစရာလက်စားချေခန်းတွေနဲ့ဒီကားလေးကတကယ့်ကိုကြည့်လို့ကောင်းပါတယ်ဒီနေ့ရဲ့အကောင်းဆုံးမိခင်မေတ္တာလက်စားချေအရှင်ကားကိုလက်မလွတ်တမ်းကြည့်ရှုဖို့တိုက်တွန်းလိုက်ပါရစေဗျာ